ဒီနေ့မှာဖျားခင်ကြီးဖန်ဆင်းထားတဲ့ဒီကဘာမေကြီးကိုမောင်လေးကဘာမေကြီးနဲ့အလင်းကဘာမေကြီးဆိုပြီးတော့ခေါ်လာယူမှာဖြစ်ပါတယ်အမောင်ကဘာမေကြီးဆိုတဲ့အခါမှာအလင်းမရှိတဲ့မောင်မဲတဲ့အရာကိုပြောချင်တာမဟုတ်ပဲနဲ့ကဘာမေကြီးတဝင်းလုံးဟာမာနတ်၏လက်စာမှုအဖြစ်ဖျားခင်ကိုပုံကန်တဲ့နတ်အပေါင်းများနဲ့အတူလူတအားလူငငရဲပီရောက်ဖို့ဆုံးမဲ့ဆုံးရအတွက်ကြောင့်ငရဲပီဒီကဘာမေကြီးဒီတင်ဆဲချင်းဟန်တော့ဖန်ရှင်းချင်းဖျားခင်ကိုပုံကန်တော့ကဘာမေကြီးနတ်မြလူသားများဖြစ်တဲ့အတွက်ကြောင့်ငရဲဆုံးရအခါအမောင်လို့ခေါ်ရပါတယ်ငရဲထောင်ရငရဲအိုင်ဖို့ဆုံးတော့ကဘာမီတဝန်းလုံးဖြစ်တဲ့အတွက်ကြောင့်မောင်တော့ကဘာမီကြီးလို့ခေါ်ပါတယ်အလင်းဆိုတဲ့ခါကျတော့အလင်းဒီနီထွက်လာဒီကိုပြောတာမဟုတ်ပဲနဲ့တီမဲ့ငရဲဆုံးမဲ့အနေအနီငရဲကနေလွတ်တော့ကဘာမီကြီးဖျားခေနိစာတန်မနတို့နဲ့အတွက်ဖန်ပြင်ဆင်ပေးထားတဲ့ထာဝရငရဲမီအယာနေလွတ်မဲ့အတွက်ကြောင့်အလင်းလို့ခေါ်ရပါတယ်။မောင်တဲ့အချိန်မှာကဘာမီကြီးကိုငရဲပီကိုဆုံးတဲ့အချိန်မှာခရစ်တော်ဒီလူရတိခံယူပြီးဖွားမြင်ခြင်းအပြင်ဒီငရဲပီကနေလွတ်မြောက်တော့တည်င်းကောင်းခရစ်တော်အပြင်ကဘာမီကြီးအလင်းဖြစ်ရှိပါတယ်ဒီကဘာမီကြီးအလင်းဆိုတဲ့ခါကျတော့ထာဝရအတက်ရခွင့်ရှိတော်လူသားများဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားတခင်ကြီးရန်တူများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့ဒီကောင်းချင်းအကျဉ်းကောင်းချင်းစေတကောင်းချင်းစာရီဖြင့်ငရဲကနေလွတ်မဲ့အရာမဟုတ်ဘဲနဲ့ဒီဟာမျိုးကိုကောင်းတယ်မကောင်းတယ်ဖျားရန်တို့ဖြစ်တဲ့အတွက်ကြောင့်ထာဝရငရဲအိုက်ကိုစုံတော်မောင်မဲတဲ့လူသားများဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ထာဝရဖျားကိုစုံတော်သားသမီးများဒီခရစ်တော်အချင်းအလင်းဆိုတဲ့ထာဝရအတက်ကိုရရှိလာဖြစ်ပါတယ်။ကောင်းကင်တမန်ဒီလုတ်ရှင်လုတ်ကခရိုအခန်းကြီးနိအငယ်30နဲ့ဒီမှာတည်င်းကောင်းပါလိုက်တဲ့အကြောင်းကိုလည်းတွေ့ရပါတယ်။ကောင်းကင်တမန်ကလည်းကြောက်စင်ချင်းမရှိကြနဲ့လူအပေါင်းတို့ဒီအလွန်ဝန်းမြောက်ဝန်းတာဆရာတင်းကိုဒီငါရီတင်တို့အားကြားပြောရ၏ယနေ့တွင်ရာဟူ၏မြို့၌တခင်ခရစ်တော်ဒီဟူသောကဲတင်တို့အရှင်ကိုတင်တို့အဖို့အလှငါဖွားမြင်ခြင်းကိုဖွားမြင်တော်မူ၏ဆိုတဲ့တည်င်းကောင်းဟိုသူကဘာလူသားများအတွက်ဖြစ်ပါတယ်လို့ငရေပြမလွတ်မြောက်ချင်းဟာဘာတရားတစ်ခုမှမရှိပါဘူးငရေပြမလွတ်မြောက်ချင်းဟာအကျဉ်းနဲ့အပြစ်မလုပ်တဲ့ဆိုတာနဲ့လုံးဝမဆိုင်ဘူးဖခင်ရဲ့ရန်သူဖြစ်မှဖခင်ရဲ့သားသမီးဖြစ်မှပဲငရေမလွတ်မှာဖြစ်ပါတယ်ဖခင်နဲ့သားသမီးဖြစ်ခွင့်ရဖို့ရန်ခရစ်တော်ကိုလက်ဆောင်ပေးတဲ့ခရစ်တော်ကိုလက်ခံယုံကြည်တော်သူအယောက်ရှိတိုင်းဟာတယောက်မကျင်ထာဝရငရဲမှာလွတ်မြောက်ပြီးထာဝရအတက်ကိုရရှိမှာဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အငယ်7နှစ်မှာသားတော်ကိုရတော်သူဒီထာဝရအတက်ကိုရ၏။ဖျားတခင်ဤသားတော်ကိုမရတော်သူမကအတက်ကိုမရအတက်ဆိုတဲ့အခါငရဲထာဝရငရဲနောင်ဘဝကိုပြောတာဖြစ်ပါတယ်လို့အယောက်ရှိတိုင်းဖျားရှင်ကောင်းချီးပေးပါရှိအာမင်